Washington DC ကိုအလေလာတဲ့စစ်မှုထမ်းအောင်ကြီးတွေကိုသမ္မတ Barack Obama ကလေယာဉ်ပေါ်အထိတက်ပြီးတော့ကြိုဆိုနှုတ်ဆက်တာပါ Hello everybody. What? As we approach Veterans Day, I wanted to stop by and just say thank you for your extraordinary service. တိုင်းပြည်အတွက်အသက်ပေးစစ်မှုထမ်းခဲ့ကြတဲ့အတွက်အလွန်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့နိုင်ငံကိုကာကွယ်ဖို့ကိုယ်တိုင်ရောမိသားစုတွေပါအနစ်နာခံခဲ့ကြတာတွေအတွက်အစဉ်အမြဲဂုဏ်ယူနေမှာပါလို့သမ္မတအိုဘားမားကပြောပါတယ်သမ္မတတယောက်အနေနဲ့အခုလိုလာနှုတ်ဆက်ပြီးတာဝန်ထမ်းဆောင်ခဲ့တာကိုကြီးကျူးတော့အတော်လေးပီတိဖြစ်ရပါတယ်လို့ပြောပါတယ် Joy my heart today to see all these people. အမေရိကန်ပြည်ထောင်စုမှာနိုဝင်ဘာ17ရက်နေ့ကိုစစ်မှုထမ်းဟောင်းနေ့အဖြစ်သတ်မှတ်ထားတာပါဝါရှင်တန် DC ကဒုတိယကမ္ဘာစစ်ကိုရီးယားစစ်ဗီယက်နမ်စစ်ပွဲအထိမ်းအမှတ်ဂုဏ်ပြုထားတဲ့ဗိမာန်တွေအာလင်တန်စစ်သင်္ချိုင်းနဲ့တခြားအထင်ကြီးနေရာတွေကိုစစ်ပြန်စစ်မှုထမ်းကြီးတွေတွားရောက်ကြည့်ရှုနိုင်အောင်အလူရှင်တွေကအစီအစဉ်ပေးတာပါခုလိုစစ်မှုထမ်းဟောင်းနေမျိုးသားမဟုတ်ပဲတစ်နှစ်ပတ်လုံးစစ်မှုထမ်းဟောင်းတောင်းတဲ့ချီဇရိတ်ငင်းလက်ပတ်နိုင်အောင်လဲစီစဉ်ထားတာပါအသက်အရွယ်ကြီးသူတွေအတွက်စေတနာဝန်ထမ်းအကူလိုက်ပါဆောက်ရှောက်သူတွေလည်းရှိပါတယ်။ Ohio ပြည်နယ်ကလေလက်စစ်မှုထမ်းဟောင်း Almost ဆိုသူက2005ခုနှစ်ကစလို့သူ့ကိုယ်ပိုင်လေယာဉ်ငယ်အပြင်တခြားမိတ်ဆွေတွေရဲ့လေယာဉ်တွေနဲ့ Washington DC ကိုစစ်မှုထမ်းအောင်ကြီးတွေရောက်ဖူးအောင်စပြီးတော့လိုက်ပို့တာပါ။ခုခါလေယာဉ်ကြီးတွေနဲ့ပါအလဲပတ်ပို့ပေးတဲ့အစီအစဉ်ကိုချဲ့ထွင်လာနိုင်တာဖြစ်ပါတယ်။ကျွန်တော်အောင်ဆွေပါ။